ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားပေါ်ရန်အတွက်ရှင်လုကာခရစ်ဝင်ခန်းကြီး7အပိုင်းငယ်15ထိုမှတပါလောဘလွန်ကျူးခြင်းကိုတတိနှင့်ကျင့်ရှောင်ကြလော့အကြောင်းမူကားစီးစိမ်ရှိတော်လေစီးစိမ်၌အသက်မတည်ဟုမိန့်တော်မူ၏သခင်ရှုပြောတဲ့စကားဖြစ်ပါတယ်လောဘလွန်ကျူးခြင်းကိုတဲ့တတိနှင့်ကျင့်ရှောင်ပါဘာကြောင့်လဲဆိုရင်တော့တဲ့စီးစိမ်ရှိပေမဲ့အဲ့ဒီစီးစိမ်မှာတင့်ရဲ့အသက်ကတည်မနေပါဘူးလို့သခင်ရှုကဖော်ပြပါတယ်ဒီစကားကိုပြောရတဲ့အကြောင်းရင်းကတော့လူတစ်ယောက်ကသခင်ရှုစီကိုရောက်လာတယ်အရှင်ဖေဟာတဲ့အကျွန်ုပ်ကိုကျွန်ုပ်ကိုအမွေဥစ္စာဝေပေးမိအကြောင်းပြောပေးပါဆိုပြီးတော့အကူညီလာတောင်းတယ်အဲ့ဒီခါမှာသခင်ရှုကဘာပြန်ပြောလဲဆိုရင်တော့မင်းရဲ့အမှုကိုစီရင်ဖို့တဲ့ခွဲဝေပိုင်တဲ့အခွင့်ကိုငါ့ကိုဘယ်သူအပ်ပေးထားတာလဲအဲ့ဒီစကားမေးပြီးတဲ့ခါမှာတော့လောဘလွန်ကျူးခြင်းကိုတတိနဲ့ကျင့်ရှောင်ပါလို့သခင်ရှုကဆုံးမခဲ့ပါတယ်လောဘဆိုတာကတော့လိုချင်မမောခြင်းတတ်မှတ်ခြင်းလို့မြန်မာအပိဓာန်မှာဖော်ပြထားပါတယ်ငွေကြေးစည်းစိမ်ကြွယ်ဝတာအပြစ်မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီစည်းစိမ်တွေကိုတတ်မှတ်ပြီးတော့အသက်ရှင်နေရင်တော့အပြစ်ဖြစ်ပြီဖခင်အလိုတော်နဲ့လွဲပြီဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မို့သခင်ရှုကစီးစိမ်ရှိတော်လဲစီးစိမ်တိုင်းအသက်မတည်ဘူးလို့မိန့်တော်မူခဲ့ပါတယ်အဲ့ဒီအဖြစ်ပြက်ပြီးတဲ့အခါမှာသခင်ရှုကဥပမာလေးတစ်ခုနဲ့မိန့်တော်မူခဲ့ပါတယ်အဲ့ဒီဥပမာလေးကတော့တထေးတစ်ယောက်ရှိတယ်တထေးတစ်ယောက်စီမှာတဲ့မြေကောင်းတဲ့အတွက်ကြောင့်အသီးနှံတွေများတဲ့အခါမှာအဲ့ဒီတထေးကအကြံတစ်ခုရှိတယ်သူ့ရဲ့အသီးနှံတွေကိုတူထားဖို့ရန်အတွက်နေရာမလုံမလောက်တဲ့အခါမှာငကိုရှိတဲ့သူ့ရဲ့တိုက်တွေကိုဖြတ်ပြီးတော့တဲ့ပိုကျဲတဲ့တိုက်တွေကိုတီးပြီးတဲ့အခါမှာသူ့ရဲ့အသီးနှံတွေသူ့ရဲ့ဥစ္စာရှိသမျှကိုတူထားမယ်ပြီးတဲ့အခါမှာသူကသူ့ရဲ့ဝိညာဉ်ကိုပြောတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး7အပိုင်ငယ်16မှာငါဝိညာဉ်အားလည်းအချင်းဝိညာဉ်သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန်ဥစ္စာများကိုတူထားလျက်ရှိပြီငြိမ်ဝတ်စွာနေလော့စားတော့ခြင်းပျော်မွေ့ခြင်းကိုပြုလော့ငါပြောမည်ဟုတထေးအကြံရှိအဲ့ဒီတထေးအားတဲ့သူ့ရဲ့စီးစိမ်ဥစ္စာတွေများပြားလာတဲ့အခါမှာသူစဉ်းစားတယ်ပို့ပြီးတော့ကျေဝန်းတဲ့အရက်ကိုသူတိဆောက်ပြီးတဲ့အခါမှာသူ့ရဲ့စီးစိမ်ဥစ္စာတွေကိုတိုးထားပြီးတော့သူ့ဝိညာဉ်ကိုသူပါပြောမလဲဆိုရင်တော့ဟာအေးစေးပဲလုံလောက်သွားပြီအချင်းဝိညာဉ်မင်းငြိမ်ဝတ်စွာနေပြီးတော့စားတော့ပြီးတော့ဟာပျော်မွေ့တော့ပဲအားလုံးပြေဝစုံလင်သွားပြီဆိုပြီးတော့သူပြောမယ်လို့အကြံရှိတယ်အဲ့ဒီလိုအကြံရှိစဉ်ပင်တွင်တဲ့ဖခင်သခင်ကအချင်းလူမိုက်ယနေ့ညပင်သင်၏ဝိညာဉ်ကိုရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်တို့ဖြစ်၍သင်ပြင်ဆင်တူထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုတထေးအားမိန့်တော်မူ၏အဲ့ဒီမှာတဲ့ဒီတထေးကိုဘုရားသခင်ကပြောတယ်ဒီနေ့ညပဲမင်းရဲ့ဝိညာဉ်ကိုငါရုပ်သိမ်းလိုက်မယ်ဆိုရင်မင်းတူထားတဲ့မင်းတူလောင်ထားတဲ့ပစ္စည်းဥစ္စာတွေကိုဘယ်သူပိုင်မလဲသခင်ရှုကဘာပြောလဲဆိုရင်တော့အပိုင်ငယ်21မှာထို့အတူတဲ့ကိုအဖို့ဘန္နာများကိုစီးပူး၍ဖျားသခင်ရှေ့တော်၌ဆင်းရဲသောသူမည်သည်ကထိုတထေးနှင့်တူသည်ဟုမိန့်တော်မူတယ်ကိုအဖို့ဘန္နာတွေကိုစီးပူးပြီးတော့တဲ့ဖျားသခင်ရဲ့ရှေ့မှာတော့ဆင်းရဲတဲ့သူကတော့အဲ့ဒီတထေးနဲ့တူတယ်လို့သခင်ရှုကဖော်ပြခဲ့ပါတယ်ဒီနေ့ယုံကြည်သူကကိုအဖို့ဘန္နာများကိုစီးပူးရတဲ့သူမဟုတ်ပါဘူးလောကရဲ့စီးစိမ်ဥစ္စာတွေကိုတူထားပြီးတော့ပျော်မွေ့ဖို့ဇိမ်ခံဖို့ဘုရားသခင်ကျွန်တော်တို့ကိုအလိုမရှိပါဘူးလောကရဲ့ဘန္နာပေါ်မှာမျက်မှောက်ပြုပြီးတော့အသက်ရှင်ဖို့ဘုရားသခင်အလိုမရှိပါဘူးမပြည့်စည်နိုင်မကုံဆုံးနိုင်တဲ့ကောင်းကင်ဘန္နာကိုစီးပူးရမှာဖြစ်တယ်တကယ်စစ်မှန်တဲ့ဘန္နာကကောင်းကင်မှာဖြစ်တယ်ဒီလောကမှာကျွန်တော်တို့ကိုပေးထားတဲ့စီးစိမ်ဥစ္စာတွေငွေကြေးတွေကတတောင်တတာနေပြီးတော့စီးစိမ်ခံစားပြီးတော့ပျော်မွေ့ဖို့မဟုတ်ပါဘူးမိမိကိုပေးထားတဲ့စီးစိမ်တွေငွေကြေးတွေလောကရဲ့ဥစ္စာပစ္စည်းတွေဟာဘုရားသခင်နိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်လူတွေဧဝံဂေလိသတင်းစကားကိုကြားဖို့ရန်အတွက်ဆင်းရဲပြီးတော့ဒုက္ခရောက်နေတဲ့သူတွေအတွက်ပေးကမ်းဖို့ဘုရားသခင်အသင်ကိုပေးထားခြင်းဖြစ်ပါတယ်လောကစီးစိမ်တွေပေါ်မှာ focus လုပ်ပြီးတော့အသက်ရှင်ဖို့မဟုတ်ပါဘူးဘုရားသခင်နိုင်ငံတော်နဲ့ဆိုင်တဲ့အရာတွေပေါ်မှာမျက်မှောက်ပြုပြီးတော့အသက်ရှင်တတ်ဖို့ဖြစ်ပါတယ်တနည်းအားဖြင့်ဖျားကိုပဲဗဟိုပြုအသက်ရှင်ဖို့ဖြစ်ပါတယ်သခင်ရှုကဘာပြောလဲဆိုရင်တော့မနှက်ဖြန်အတွက်မဆွေးပါနဲ့မနှက်ဖြန်ကမင်းအတွက်ပြန်ဆွေးနေလိမ့်မယ်စာငတ်တကောင်မှအငတ်မထားတဲ့ဖျားကတင့်ကိုကျွေးမွေးပြုစုမှာဖြစ်တယ်
ဒါကြောင့်မို့တဲ့ဘလို့စားရမလဲဘလို့တောက်ရမလဲဆိုတာကိုမရှာဖွေပါနဲ့ဒီຢာတွေအတွက်တောကမှုန့်နှောက်ခြင်းမရှိပါနဲ့လောကမှာဘလို့စားရမှာလဲဘလို့ဝေ့ရမှာလဲဆိုပြီးတော့တောကမှုန့်နှောက်ခြင်းမရှိပါနဲ့လို့သခင်ရှုကဖော်ပြတယ်ဒီနေ့သင်တို့အသုံးလိုတဲ့ຢာကိုတဲ့ကောင်းကင်ဘုံကအဖကျွန်တော်မပြောခင်တည်းကကျွန်တော်မတောင်းခင်တည်းကသိပြီးသားဖြစ်ပါတယ်သင်လိုတဲ့ຢာတွေကိုဘုရားသခင်ကပေးမှာဖြစ်ပါတယ်ဒီနေ့တမန်ကျမ်းစာထဲမှာအာဗြဟံဣဇက်ယောဘရှောလမုန်ဘုရားသခင်ဒီပုဂ္ဂိုလ်တွေကိုကြွယ်ဝခြင်းပေးတယ်ဆိုတာကိုတွေ့ရပါတယ်အာဗြဟံကကြွယ်ဝခြင်းခံစားရတယ်တိုးတွေနွားတွေစီစဉ်ဥစ္စာတွေများတယ်ထိုနည်း၎င်းဣဇက်လည်းကြွယ်ဝခြင်းခံစားရတယ်ယောဘလည်းဘုရားသခင်ကြွယ်ဝခြင်းပေးတယ်ရှောလမုန်လည်းဘုရားသခင်ကကြွယ်ဝခြင်းပေးပါတယ်တို့ရတွင်အဲ့ဒီကြွယ်ဝခြင်းတွေပုံမှာမျက်မှောက်ပြုပြီးတော့ focus ပြုပြီးတော့အသက်ရှင်ဖို့ဘုရားအလိုတော်မရှိပါဘူးအာဗြဟံဣဇက်ယောဘတို့ကတော့အဲ့ဒီဘုရားသခင်ပေးထားတဲ့စီးစိမ်ဥစ္စာတွေပေါ်မှာမျက်မှောက်ပြုပြီးတော့အသက်မရှင်ပါဘူးဘုရားကိုပဲမျက်မှောက်ပြုပြီးတော့အသက်ရှင်ခဲ့တယ်ရှောလမုန်ကတော့ဘုရားပေးထားတဲ့စီးစိမ်တွေပေါ်မှာမျက်မှောက်ပြုပြီးတော့ဒါတွေကိုဆွဲလန်းပြီးတော့အသက်ရှင်တဲ့အခါမှာသူ့ရဲ့ဏီကုန်းချုပ်ကမလာဘူးသူ့ရဲ့အသက်တာအဆုံးပိုင်းမှာဘုရားနဲ့လမ်းလွဲသွားတယ်ဘုရားမျက်မှောက်တော်ကနေသူ့စိတ်နှလုံးကယိုယွင်းသွားတယ်ဆိုတာကိုကျွန်တော်တမန်ကျမ်းစာမှာတွေ့ရပါတယ်ယုံကြည်သူကိုဘုရားသခင်ကကောင်းကြီးပေးပါတယ်အဲ့ဒီကောင်းကြီးမင်္ဂလာကပြည့်ပြည့်စုံပါတယ်ဝမ်းမြောက်ခြင်းတွေငြိမ်သက်ခြင်းတွေကြွယ်ဝခြင်းတွေခန္ဓာစိတ်ဝိညာဉ်အတွက်ပြည့်ပြည့်စုံတဲ့မင်္ဂလာတွေဖြစ်ပါတယ်ယုံကြည်သူကိုဘုရားကောင်းကြီးပေးတဲ့ရည်ရွယ်ချက်ကဘာအတွက်လဲသူများရဲ့အထက်မှာနေဖို့တကိုးစားကောင်းစားဖို့စီးစိမ်တွေခံစားပြီးတော့စိန်ခံနေဖို့အတွက်မဟုတ်ပါဘူးသင်ကိုကောင်းကြီးပေးတယ်ဆိုတာကသင်အားဖြင့်အခြားသောသူတွေဘုရားရဲ့ကောင်းကြီးမင်္ဂလာကိုခံစားရဖို့ဘုရားဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်ပါတယ်ကပ္ပကျမ်းခန်း7အပိုက်ငယ်3အဆုံးပိုင်းမှာဘုရားသခင်ကအာဗြဟံကိုကောင်းကြီးပေးတဲ့အခါမှာသင်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်လို့ဖော်ပြပါတယ်ဒီနေ့ဘုရားသခင်ကျွန်တော်တို့ကောင်းကြီးပေးတယ်ဆိုတာကကျွန်တော်တို့အားဖြင့်အခြားသောသူတွေပါကောင်းကြီးခံစားဖို့ဖြစ်ပါတယ်ကျွန်တော်တကိုးစားကောင်းစားဖို့မဟုတ်ပါဘူးသူများရဲ့အထက်မှာနာမည်ကြီးပြီးတော့သူများရဲ့အထက်မှာကြော်စောပြီးတော့ဒီကြော်စောကိတ်ထီကိုတတ်မှတ်ပြီးတော့အသက်ရှင်ဖို့ဘုရားအလိုတော်မရှိပါဘူးလောကမှာသင်လိုအပ်တဲ့အရာတွေကိုဘုရားကပေးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလောကစည်းစိမ်တွေပေါ်မှာအာယုံပြုအသက်မရှင်မိဖို့အရေးကြီးပါတယ်သင်ရဲ့အသက်ဝိညာဉ်ကိုပိုင်တတဲ့ဘုရားကိုသာအာယုံပြုအသက်ရှင်ဖို့ဖြစ်ပါတယ်ချစ်တော်ညီကိုမတော်ရောက်စီတိုင်းစည်းစိမ်တိုင်းအသက်မတည်ပါဘူးသင်ရဲ့အသက်ဝိညာဉ်ကိုပိုင်တတာကဘုရားသခင်ဖြစ်တယ်ဒါကြောင့်မို့လောကစည်းစိမ်တွေပေါ်မှာအာယုံပြုအသက်မရှင်မဲနဲ့အသက်ရဲ့အရင်းမြစ်ဖြစ်တဲ့ကောင်းကြီးမင်္ဂလာရဲ့အရင်းမြစ်ဖြစ်တဲ့ဘုရားသခင်ပေါ်မှာအာယုံပြုအသက်ရှင်တော်သူများဖြစ်စေဖို့အတွက်ဝင်းကားပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေခင်ဗျာရဲ့အမှုတော်ကိုတင်တဆွမ်းသလောက်ပါဝင်ပါဘုရားသခင်မိန်မထားနိုင်ငံတော်နဲ့ပြောင်းမချင်ရှေးဥစွာရှာကြနောက်မှတို့ရများတတ်၍ပေးမူမီဒီတဲ့လောကတဲ့တင်ဆောင်လာလို့နေချိန်မှာလမ်းမြော်ကြည့်ပါလားအိုဒီလူသားများတွေကလမ်းပြောင်းနေသူများအကလေးနေလည်းများသခင်စီတွေ့ခေါ်သွားရှုံးကြည့်သူရဲ့အသက်ရှင်အသေးချာစင်တာခနာတာအသက်ရှင်ရဲ့မှာလူရဲ့အသက်ဟာမိငေါ့ွယ်လို့ခနာတာပြောင်းဆုံးတာ